Hello အားလုံးမင်္ဂလာပါဒီနေ့တော့အာလူနှလုံးနဲ့ကြက်ဥတစ်လုံးရှိုံနဲ့အရန်စားလို့ကောင်းပြီးတော့လောက်ရလွယ်ကူတဲ့အာလူကြော်လုံးဒီလေးကိုအားလုံးတက်လာမြောက်ပေးတာပါဆွေးရဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော်အရင်ဆုံးတော့ပကံတစ်လုံးထဲကိုကြက်ဥတစ်လုံးဖောက်ထည့်ထားပါမယ်ပြီးရင်တော့ကြက်ဥလေးတွေကိုတေချာလေးခလောက်ထားပေးလိုက်ပါမယ်ကြက်ဥကတော့တစ်လုံးမှထည့်ပါတယ်တကယ်လို့အများကြီးကြော်ခြင်းများများထည့်လို့ရပါတယ်အာလူကိုတော့နှလုံးသုံးထားပါတယ်အရင်ဆုံးတော့အာလူတွေကိုအခွန်နဲ့ပြောင်းစင်သွားအောင်လို့ခွာထားပေးလိုက်ပါမယ်ခွာထားပြီးသားအာလူတွေကိုတော့အလုံးလိုက်အရင်ဆုံးရေစေးကြောပေးပါမယ်အာလူတွေအကုန်လုံးကိုတေချာလေးပြောင်းစင်သွားအောင်လို့ရေစေးကြောပြီးပြီဆိုရင်တော့လုံးဝခက်ပါပါလေးလုံးဝမြင်မြင်လေးဖြစ်သွားတဲ့အထိကိုချစ်ထားပေးလိုက်ပါမယ်အာလူကကြတော့ထူလို့ရှိရင်စူကြော်တဲ့ခါမှာမကြက်နိုင်တာကြောင့်အခုလိုမျိုးခက်မြင်မြင်လေးတွေပဲချစ်ပေးရပါမယ်ကဲစူတို့အာလူတွေအကုန်လုံးချစ်ပြီးပြီဆိုရင်တော့သူ့တွေကိုဖောက်ထည့်ထားတဲ့ကြက်ဥထည့်ပါမယ်ပြောင်းကောင်မုံကိုထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါမယ်ငရုတ်ကောင်းလေးလည်းခက်မြမြလေးထည့်ထားလိုက်ပါတယ်စားနဲ့ငယ်ထည့်ပါမယ်ရတာအတွက်တော့ရတာမုံလေးနဲ့ငယ်ထည့်ပါမယ်အချုံမုံစက်သားမုံကြိုက်နေတဲ့ရာကိုထည့်လို့ရပါတယ်ပြီးတာနဲ့အားလုံးနှံ့သွားအောင်လို့တတိချာချာလေးမှွေထားပေးလိုက်ပါမယ်။ကောင်မုံတွေအခဲတွေမဖြစ်နေအောင်လို့တတိချာလေးမှွေထားပြီးတာနဲ့စူစပြီးတော့ကြော်လို့ရပါပြီ။ကြော်မဲ့အိုးတွေကိုစီလေးနဲ့ငင်ထည့်ပါတယ်။စီပူလိုက်ရင်တော့အာလူကြော်တွေအကုန်လုံးကိုတစ်ခါရေးထည့်လိုက်ပါတယ်။တကယ်လို့များတဲ့ဆိုရင်တော့နှစ်ခါခွဲပြီးတော့ကြော်လို့ရပါတယ်။ညနေပြင်လေးညီညာချောမစ်သွားအောင်တေချာလေးဖြန့်ပြီးပြီဆိုလို့ရှိရင်တော့မီးအားအနည်းဆုံးနဲ့9မိနစ်10မိနစ်လောက်အဖုံးလေးအုပ်ပြီးတော့ကြော်ထားပေးပါမယ်။ဒါမှစူတို့အတွင်းထဲကအာလူတွေအကုန်လုံးကျက်မှာပေါ့နော်။အာလူလေးကြော်တာတော့မှတစ်ဖက်ကနေပြီးတော့ဒီကျစ်တော်မိတ်လေးတွေကိုလည်းခပပလေးလာပြီးတော့လှီထားပေးလိုက်ပါမယ်ကျစ်တော်မိတ်ကိုအာလူထဲမှာတစ်ခါရဲထည့်ပြီးတော့ကြော်ခြင်းလည်းရပါတယ်ကြော်တာကလည်း9မိနစ်10မိနစ်လောက်ရပြီဆိုတော့သူတို့အောက်ဘက်ကိုလန်ကြည့်လိုက်ပါမယ်အောက်ဘက်ကကြက်နေပြီဖြစ်တဲ့အတွက်ပကံနဲ့ပြောင်းပြန်လှန်ပြီးတော့မှနောက်တစ်ဖက်ကိုထပ်ပြီးတော့ကြော်ပေးပါမယ်ဒီတစ်ခါမှလည်းမီးအားအနည်းဆုံးလေးနဲ့9မိနစ်10မိနစ်လောက်ဖြည်းဖြည်းလေးကြော်ပေးရမှာဖြစ်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့စူရီရဲ့အာလူလေးကအတွင်းပြင်နှစ်ခုစလုံးကြက်နေပြီပေါ့နော်အခုလိုမျိုးလေးကြော်တာကကြတော့အပြင်ခွန်ကျွတ်ကျွတ်လေးနဲ့အတွင်းသားကအာလူလေးကအီလေးနဲ့အရန်အောင်စားလို့ကောင်းပါတယ်ကလေးလေးတွေဆိုရင်လည်းအရန်ကြိုက်ကြပြီးတော့ပေါင်ပစ္စည်းနည်းနည်းလေးနဲ့လောရလွယ်ကူတာဖြစ်တဲ့အတွက်ဒီအာလူကြော်လေးကိုလှုပ်ရှားကြည့်ပါနော်ကဲဆီရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းဗီဒီယိုလေးတွေစတိုက်တင်ပေးဖို့ရှိတာမို့ဆီရဲ့ channel လေးကို subscribe လုပ်ပြီးတော့အပိခဲ့ပါအောင်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ